လာတာတယ်နဲ့ပါတနေ့ရတော့အဲ့ဒါလည်းရှိုင်းထုတ်လို့မွေတာပြောပြပါလားပြီးပါဆက်သွားပြီဘေးချစ်အချစ်မှာအိုးဘေးချစ်ကြောင်းဘေးချစ်ကြောင်းဘူးတော့ရဟုတ်တယ်ချစ်ကြောင်းအော်လေးဆောင်းပါတီပြောင်းနေပါပြောင်းကောင်းတယ်ဟုတ်တယ်မလားအားချင်းချလာရဘောရောโอเคဟုတ်ကြောက်တယ်ဟုတ်ဟုတ်ဒီအမောဟုတ်ဒီနေ့ရတယ်ချက်ပါခိုင်တယ်တရားပြီးလိုက်တယ်မတရားအဲ့အချွေးလိုက်တယ်လာချီရရတယ်ပါပဲအေးရပြီအမလာလည်းအဲ့လိုအကြောင်းလို့ပြောပြရမယ်လောလောဆယ်ပြီးတယ်တစ်ဖက်ကလုံးနဲ့ညံ့ကောင်းတဲ့အကြောင်းပါရုပ်ပါအကြောင်းလည်းပါလေပြောအဲ့မှာပူချူရလာလာရှိရတယ်ပုံစိုးကျူရှိတယ်ဟုတ်တယ်ဒီမှာလာတာတယ်နောက်တော့ကားနဲ့သွားရတယ်လမ်းမှာချက်ပါတီဝအလားကားနဲ့ရှင်းအလားပဲဟုတ်လားနောက်2ရက်ဆိုဘာမှမရှိတော့ဘူးရှင်းတော့အဲ့ကျကတော့မိသားစုကြားရတယ်လို့ပတ်လို့ရတယ်အဲ့ဒါနဲ့အမလာအော်အယ်ဗန်ဘလို့ပြောင်းပုံစိုးကျူတော့တူဟုတ်တယ်အပြင်းအောင်လေအာဖာပဲအယ်ဗန်ပြောပြချလာကိုင်းတာတော့ပါလားအန်ဂျလာဘရိုအမေရမိုက်လားပြလိုက်တယ်ကြောင်းတော့ပြန်နေမှာလို့ဟုတ်တယ်အဲ့ဒါကြားကြောက်အဲ့ဘုံလည်းတော့ကြားနေအန်ဂျလာလည်းမိုက်တယ်အမေရဒမ်းမရှာအားဖြည့်ချလဲနိုင်တော့တောင်းအောင်ရောက်တယ်ငါတက်ရတာမိုက်လားအမေရချိုးချလဲချလာကိုင်းတာတော့လားတက်တာလားချိုးရတာလားတောင်းပါလေရညာလဲညာသူတက်ရတာငါမရောက်တယ်ချလာမရောက်တယ်တက်ရတာကတော့ရှိတာတက်ချလာတက်တော့မရောက်ဘူးငါတက်တာဒီကောင်လေးသိတယ်ဒီပြောရအလေဟောင်းသိတယ်ဘာလဲပြတဲ့ဟောင်းပြတော့ဒီကောင်လေးသိတယ်ဘေးအောင်လို့နောက်လို့လာဖုန်းနဲ့မမုံတကယ်ပြင်မှာတော့တွေ့တယ်နော်အဲ့ဒါဟုတ်တယ်နော်အမဟုတ်တယ်နော်ကျဲတော့လာချလာကိုင်းတာတော်ရဘအန်ဂျလာဘရိုစူပါအန်ဂျလာလို့ခေါ်တယ်ညာလည်းပတ်စနေတော့တယ်အမေတော်တော့ပေါ့အဲ့ဒါကဘီယာပဲခိုင်တော့မယ်မီယာကိုင်းတဲ့အန်ဂျလာလားအန်ဂျလာမီယာတတ်ချာအန်ဂျလာတခါလဲအားပြဆိုအားဖြစ်ပေးလိုက်နိုင်တော့မယ်ဂျင်းဒီကလာမိုင်းလားလို့ပြောတယ် yes အပြင်ဆွာတာညမနေအိုက်ဖိုင်နေပါတယ်အရန်အေးတယ်ကွာဆောင်းရဒီလိုခဲနေအရန်အေးတယ်မစတော့ခဲလို့ဖြစ်အဲ့ဆိုအဘအကြောင်းပြောပြမှာလားတော့အဲ့အမအဘနားခင်တာတကယ် real lover man လို့ခေါ်နောက်တော့အမပြီးတော့ကွာတရား6ရောက်လာမသိကွာအဲ့မှာရှိတာနောက်တော့ပြောပြမှာအယ်ဗန်အမလာဂျန်နီပြီးတော့ဟန်ပြီးတော့အားချောင်းပြေဘုံဘုံနဲ့နေတယ်ပြီးတော့အမလာအော်ဒီလောက်ပဲအေးအဲ့ဒါနဲ့အဲ့တော့ကလို့ပြောကြအောင်ဒါလို့ခုပြောကြတယ်ပေါ့သူတို့ပြီးတော့ပေါ့သူတို့တော့ဒီနားလို့ဖုန်းကြည့်ရေးတစ်ခါတော့သူတို့တော့ပြုံးကြီးအားလုံးတော့ကြီးအောင်ပေါ့အားလုံးပို့ပြီးတော့ဆိုရင်လည်းမရောက်စလို့ရှိရင် assistant join နေတော့ကန်ထုတ်ပို့ပြီးတော့ကွာဟုတ်ပါကောင်းကွာအဲ့ချိန်တော့နားလို့ဆိုပါလေအဲ့တော့ဘိုးရှောက်တယ်သူတို့အမလာဆိုကြောက်လက်ပြဲတယ်သူ့ကခုံထိပြီးတော့တစ်ဆိုတိုက်ချတယ်ကောင်းတဲ့တိုက်ကွာကောင်းလာနှာခေါင်းပဲနားလည်းပြီးကိုယ့်ဘုတ်ကိုတရားတော့တုံးချလိုက်သူနဲ့အချိန်နဲ့ဝင်တိုက်တော့တယ်အဲ့ဘာအမရာနဲ့ဂျန်နီကဘလို့လဲဒီကပဲပြီးလိုက်တာအဲ့လိုဖြစ်တော့တိလာတဲ့ဟုတ်လားအမဟုတ်လားအဲ့နဲ့အမအားလေးရဲ့ဗီတက်နိုင်ရဲ့အဲ့ဒါလည်းသူတို့လည်းအဲ့လိုပဲအခုသူတို့အမလာကိုလည်းစိတ်ကောင်းပြီးတော့မပြေဦးလေတော့ထွက်တယ်ကိုကြီးတော့ဟုတ်တယ်နော်အမလာစိတ်နဲ့မကောင်းပြေတော့ထွက်လိုက်တယ်ပြေဦးလေးမှာထွက်လိုက်တာနားတို့အတန်းမှာ My Tanzan Join Jasmine Peter တို့ Alexander တို့နောက်အခွဲမှာလည်းငါလည်း Lucas ပဲကွာဒီမှာတို့လည်းပြောကြမှာဘာလို့မသားလဲလို့ပြောမယ်အမဘလားဆိုတာပြောပြမယ်ဘာကြောင့်လဲဆိုတော့ပြေဦးလေးထွက်မှာတော့ရန်ကုန်မှာနေရတယ်စိတ်ချမ်းသာတယ်အဲ့လိုဖြစ်နေဟုတ်တယ်နော်
အဲ့ဒါနားထောင်သွားပြီဟုတ်တယ်ဟာပြုံးလေးကဆက်ပြီးစီးရဲပုံကမနေပြန်ထုံတယ်ဒီနေ့ထုံတီးရမနေပြန်ညမနေပြန်စောစောနဲ့ထုံအဲ့မှာအိုင်ဗန်လေးနားနဲ့နောက်ဆုံးမှခင်ရော friend လာပါစပါဖြစ်တယ်ကဲအမရာအကြောင်းပြောပြအမရာနဲ့ရိုင်းတော့ဘယ်လိုဖြစ်တော့ဆိုတော့ဆိုးတော့ဗောတော်မှာမိသားစုရှိတယ်သူကအသက်ကြီးတော့အမရာအသက်ကြီးတယ်ဒုတိယဟောကောင်ချက်တယ်တတိယကျသူ့ရဲ့ဘာလဲသူ့ရဲ့ညီမလားဘာလဲဒီနေ့ပြောတာလေအားသေးတယ်အဲ့ဒါနဲ့အမေအဲ့ဒါနားထောင်မအိပ်ပါအဲ့ဒါလေဝီးရပြင်းနေလေမိုက်တာတက်လားအကြောင်းဆုံးနဲ့စူပါကျန်တာပို့ချုပ်အဲ့ဒါနဲ့အတူပြောပြအောင်နော်နားထောင်မရလားအဲ့ဒါအမရုံးမှာသူတို့မိသားစုနဲ့အောင်300ပါအမလားအသက်12လောက်ရှိတယ်သူ့ညီကကျတော့အသက်9နှစ်ရှိတယ်ဂျက်အဲ့ကောင်က3နှစ်ပဲရှိတယ်မဟုတ်ပါ9နှစ်ရှိတယ် sorry အဲ့ကောင်9နှစ်ရှိအဲ့ကောင် ပြောကြည့်อ่ะအမေပါ ပို့ဆိုလာဘလို့လဲ ဟုတ်ပါ ဘုကောအဲ့ဒါတဲ့အပြောပြမ sorry ဟိုလိတ်တော့အားလုံးစကားပြောနေတော့ဖြတ်သွားပြီတော့ sorry ပါမပြောပြမှာအဲ့ဒါနဲ့အားတိအမသူကလည်းအသက်ဆက်နေတယ်သူညီရလည်းဂျက်နှကောင်ဆိုယောက်ျားဟာလေအဲ့ကောင်နှကောင်ဟွာဟာမနဲ့ဂျက်ကလည်းကိုးနေအဲ့ကောင်လည်းရုံးပါပဲပြီးတော့သူ့ညီပါလာတဲ့ဆိုတော့သူ့ညီမပဲရှိတယ်ဘယ်ညီမလဲမသိကွာအဲ့ဟာကတော့အဲ့ဟာမှာ9နဲ့6နဲ့9နှစ်လောက်ရှိနေမသိရဘူးသူ့အသက်9နဲ့6နဲ့9နှစ်လောက်တူတယ်လို့ပြောလို့ရတယ်သူ့တော့လုံးဝအသက်တော့မသိတယ်ဘလုံးဝတော့မပြောပြလေလူကဆိုတော့မပြောပြအာမုံလည်းမသိဟုတ်လား9နဲ့6နဲ့9နဲ့ပဲမှတ်ထားတယ်သူ့တက်တစ်ခုပဲဖြစ်မယ်အဲ့တဲမှာမသိရဘူးအဲ့ဒါတဲ့အဲ့ဟာမှာတော့sorry ဟာပြည်တယ်ကွာအဲ့ဟာရေ3လောက်ဆိုတော့ရုံးမှာဒီကောင်ပို့ဆိုးရဂျက်တယ်ဂျက်ဆိုတော့ကောင်တော့သူများတွေအဲ့ကောင်ပြောင်ပြတယ်မွေကြီးတော့အော်ဆဲတယ်နောက်တော့နည်းငိမ့်နေအဲ့ကောင်ရှိန်လို့ဖြစ်အဲ့ကောင်တော့လေခါဆဲနေတာအဲ့ကောင်ပေါက်ချတော့တိုင်တော့မယ်ဆိုပြောအဲ့ကောင်ရှိန်အဲ့ကောင်ကြောင်တော့နဲ့ရုံးမှာရမ်းရကောင်တအားရမ်းနေကောင်အဲ့ကောင်ရိုက်ကြုံရိုက်ဖို့ပဲရှိတယ်တခါတူးနဲ့ချလာပြီးတော့ကြာပြီတေးဆိုရတာတူးညီမကလည်းကြောင်တော့နဲ့ကြောင်တော့လို့တခါတလေကျရင်လူတွေကလည်းသူကြည့်တယ်သူကလည်းဘာဖြစ်လဲမသိပြောင်းလို့ပဲဟာတူညီမကလည်းနည်းနည်းဆိုးတယ်ကွာနည်းနည်းတော့ဆဲတယ်မခါတလေဆဲတယ်နော်ကြားရတယ်ဒါလည်းနေအောင်ထားလိုက်တော့ကွာအမလာဖို့ဆိုးနေအမလာနည်းနည်းမုန်းတာမီးလောင်အဲ့ဒါလည်းမုန်းတယ်ပြောပြမယ်အဲ့ဒါနဲ့အမလာလေလက်မထည့်ချင်ဘူးအမလာလေအဲ့ဒါလည်းဗာလေ ဒီကုကလည်းရှိရတယ်ဟောချ အမလာလေနောက်လည်းပေါင်းနေတယ်နားလည်းဒေါ်ရထွက်တယ်မြင်ရတာလည်းမကြိုက်မုန်းတယ်သူကလည်းလေဗာလေသူ့မှာလည်းတကောင်ရှိလို့မုန်းတော့တကောင် boyfriend လည်းရှိတယ်သူရဦးတယ်သူက မဟုတ်ပါလေ girlfriend boyfriend ဘာလဲမသိသူမှရှိတယ် happy love ပါလေ gay love ဘွက်ဟုတ်တာနဲ့ အဲ့ဒါရှိတာမုန်းတော့ ရမတာပေါ့ရမယ်ဒီကောင်ရမတာ မုန်းတော့ကွာရမ်းမုန်းယွန်သွားတာအဲ့အစားယွန်သွားတာကွာသူ လောက်ကွာ သူကလည်းအသားညူညူမက်ပတ်ဆို ဘာမှလိုက်မလုံးနဲ့တော့ ဟိုလေတအားမီကြီးကြောင်လူပဲသူ့ရောင်မက်ပတ်တယ်သူခဏတော့သူကလည်းရိုင်းဆိုင်နေ
ခုနဲ့တော့ Alvan နဲ့သူဆဲလိုက်တယ် Alvan လည်းနည်းနည်းပေါ့တော့မပြောဆဲလိုက်တာကြားတယ်အမှန်ကအရင်ဆဲလိုက် Alvan အများကြီးဆဲချပဲပါဇက်ရိုင်းဆဲလိုက် respect တိုင်ရှိသူ့ပုံကြည့်သူကလည်းရိုင်းလိုက်တာအရန်အော်ဆဲဆရာနာမဆဲဒီဟာမှလို့ဆိုတာ okay ဒါပြုံးလေးဖြစ်ပါလေအကြောင်းဆုံးနဲ့ပါဒီပြုံးလေးမျိုးကျွန်တော်တို့ကအနည်းစက္ကန့်နေပါလေပြောလို့ရကဲကျေးဇူးပါအားလုံးပြီးတော့ပါပြီ